ဖုန်း app တွေကနေကျွန်တော်တို့ product အသစ်တင်ပြီးကိုပြောပြပေးပါမယ်နော်။ဒီဆုံးဒီမှာတတိယတစ်ခွက်က product ဆိုတဲ့အကွက်လေးကိုနှိပ်လိုက်ပါ။အဲဆိုရင်တော့ကျွန်တော်ဒီမှာလက်တလောကျွန်တော်တို့ website မှာတင်ထားတဲ့ product လေးတွေကိုတွေ့ရပါမယ်ခင်ဗျာ။တစ်တင်မှုအတွက်အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါ။ဒီမှာပေါ်လာတဲ့နေရာမှာအပေါ်ဆုံးက simple physical product ဆိုတာကျွန်တော်တို့ရွေးချယ်စရာမရှိတဲ့ product ပေါ့ဥပမာအယောင်တွေ site တွေရွေးသေးရမလို့ဘူးဒီအင်ကြီးတစ်ထည်ကဒီတစ်ထည်ပဲရှိတယ်ဒီတပုံစံတွေပဲရှိတယ်ဆိုရင်အဲ့ဒီမှာတင်မယ်ခင်ဗျဒုတိယတစ်ခုကတော့ simple virtual product ကကြတော့ကျွန်တော်တို့ဟိုပါပေါ့ parcel ထုတ်ပြီးပို့လို့မရတဲ့ပစ္စည်းတွေဥပမာဟို software တို့ဘာတို့ညာတို့ပေါ့နော်ခုကကျွန်တော်တို့ဂျင်းအင်ကြီးကိုနမူနာတင်ပြမယ်နော်ဂျင်းချက်ကင်ရွေးချယ်စရာ site 2မျိုးရှိမယ်အယောင်ကလည်း2ယောင်ရှိမယ်အဲဒီအတွက်ကျွန်တော်တို့တတိယတစ်ခုကိုဝင်လိုက်မယ်နော် variable product ဆိုတဲ့ဟာလေးကိုဝင်လိုက်မယ်ဗျ product ရဲ့ပုံလေးတွေထည့်မယ်နော်ပြီးရင်ကျွန်တော်တို့ enter product title နေရာမှာနာမည်လေးထည့်မယ်နော်နာမည်လေးကွဲပြားအောင်ထည့်မယ်ပြီးရင်အောက်က describe your product နေရာမှာတော့ကျွန်တော်တို့ description လေးပေါ့နော်တစ်ခုခုထည့်လိုက်မယ်ဗျကျွန်တော်တို့အဲ့ product ရဲ့အကြောင်းလေးတွေသူပုံနှိပ်ကြည့်လိုက်ပြီးမှပေါ်လာမယ့်စာလေးတွေလှလှလေးစီပြီးထည့်လို့ရပါတယ်ခင်ဗျပြီးရင်ကျွန်တော်တို့ add variation ကိုနှိပ်လိုက်မယ်အဲ့မှာ new attribute name အဲ့မှာ site တို့ color တို့ထည့်ရမှာအရင်ဆုံးကျွန်တော် site ကိုထည့်လိုက်မယ်နော်ပြီးရင်အမှ site ကဘယ်နှမျိုးရှိမလဲကျွန်တော် small ပြီးကြတော့ medium ပြီးရင် next ကိုနှိပ်မယ်ပြီးရင်နောက်ထပ် color ထည့်ဖို့ add attribute ကိုနှိပ်မယ်ပြီးရင်ဒီမှာ color ပြီးရင် color အရောင်ဘယ်နှမျိုးရှိမလဲ2ရောင်ထည့်လိုက်မယ် black pink okay ပြီးရင် next ကိုနှိပ်လိုက်ပြီးရင်ဒီမှာ generate variation ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ပြီးရင်အောက်ဆုံးက generate or variation ကိုနှိပ်လိုက်မယ်โอเคအဲ့ဒါဆိုဒီမှာ variation အောက်မှာ4ဖြစ်နေတယ်လားအဲ့ဒါကကျွန်တော်ခုန color ရေး size ရေးနှစ်ခုမြောက်လိုက်ပြီးတော့မှထွက်လာတဲ့ amount ရေတွက်ထွက်လာပြီเนาะအဲ့ဒီမှာကျွန်တော်တို့ဒီမှာငွေ amount တွေပါလေးထည့်ရမယ်ဒီမှာ medium black က at price နေရာမှာဘယ်လောက်လဲဈေးနှုန်းအပေါ် price regular price ကဈေးအမှန်ပေါ့เนาะအောက်ကကဲမို့ discount ချချင်တယ်ဆိုအောက်က sale price မှာတစ်ခုထည့်လိုက်ပါအပေါ်က9000ထည့်ထားတယ်အောက်မှာ4000ဆိုရင်ကျွန်တော်တို့က9000နဲ့4000နဲ့ discount ချတယ်ဆိုတဲ့တဘောပေါ့နော်ပြီးရင်ဒီမှာတစ်ခုချင်းစီရဲ့ပုံလေးတွေလိုက်ချိန်လို့ရတယ်ဗျဥပမာ black jean ဆိုရင် black အင်ကြီးအမဲအောင်ပုံလေးထည့်လိုက်ပေါ့ pink jacket ဆိုလို့ရှိရင်လည်းအင်ကြီးအပန်းအောင်လေးပေါ့အဲ့လိုမျိုးသူတစ်ခုချင်းစီလိုက်ချိန်လိုက်တယ်inventory နားမှာ install နေရာမှာနှိပ်လိုက်ရင်အမှာအောက်မှာ stock ကိုထိန်းလို့ရတယ်ကျွန်တော် manage stock ကိုဖွင့်ပေးလိုက်ရင်အောက်မှာဒီ medium black ကဘယ်နှထည့်ရှိလဲကိုနာမှာဒီအတွက်ထည့်ထားလို့ရတယ်ဗျ okay အဲ့ဒါတွေပြီးတော့ကျွန်တော်တို့ဒီမှာ category ကိုတွားမယ်ဗျ category ကပါလဲဆိုတော့ကျွန်တော်တို့ဘောင်းမီဆိုလဲဘောင်းမီတွေအုပ်စုတည်တန့်ထည့်ထားတာအင်ကြီးဆိုလဲအင်ကြီးတွေပေါ့နော်ဒီထဲမှာဆိုကျွန်တော် jacket ဆိုမပါသေးဘူးကျွန်တော် jacket ဆိုပြီးထည့်လိုက်မယ်နော်ပြီးရင်ဒီမှာ add category ကိုနှိပ်မယ်ပြီးရင်ဒီမှာ category name ပေါ့နော်ကျွန်တော်တို့ jacket ဆို jacket ဒီတန်းတစ်ခုထည့်လိုက်မယ်ပြီးရင်အောက်က parent category ဆိုတာကြတော့လေကျွန်တော်တို့သူက category ထဲမှာသူကထပ်ပြီး category ထပ်ခွဲတာပေါ့နော်သူကဥပမာဘောင်းမီဆိုတဲ့အောက်မှာဘောင်းမီတူရှိမယ်ဘောင်းမီရှည်ရှိမယ်အဲ့လိုမျိုးထပ်ခွဲတာကိုပြောတာပါဗျကဲအခုဆိုရင်တော့ကျွန်တော်တို့တော်တော်ပြည့်စုံသွားပြီเนาะအဲ့ဒါ save ကိုနှိပ်မယ်ပြီး publish ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော် website မှာခုနထည့်ထားတဲ့ product လေးရောက်သွားပါပြီခင်ဗျာ
တွေကို edit လုပ်ချင်နေဆိုရင်လည်းဒီ product ဆိုတဲ့အကွက်ထဲကနေပဲကိုလှုပ်ချင်တဲ့ product ပေါ်မှာထောက်ပြီးတော့မှကျွန်တော်တို့ပြုပြင်လို့ရပါတယ်เนาะ stock တွေပြင်တာတို့ဈေးနှုန်းပြင်တာတို့ discount ချတာတို့ဘာလို့စိတ်ကြိုက်ပြင်လို့ရပါတယ်ခင်ဗျ